တိယုံပဲနားလည်းယုံပဲဟိုပဲနဲ့အသက်တာထဲမှာကျွန်တော်ခံစားကြပါတယ်မြန်မာပြည်မှာနေတဲ့တခြားမှာလူကောမလေးရှားရောက်သွားတဲ့ချိန်မှာလည်းဘုရားကကျွန်တော်ဘယ်တော့မှမဆွပြပါဘူးဟုတ်တယ်မလားရာသူပါရှိနေစေပါအာမင်ကျွန်တော်မိတ်ဆက်ရမယ်ဆိုရင်ကျွန်တော်နာမည်ပြန်တန်ပြုဆိုလို့ခေါ်ပါတယ်ကျွန်တော်တော့ချင်းပါပဲကျွန်တော်မြောက်ပိုင်းချင်းပေါ့နော်တိတိချင်းဖြစ်ပါတယ်ကျွန်တော်လက်ရှိမြန်မာပြည်မှာနေပါတယ်အခုကျွန်တော်တို့မလေးရှားရောက်ရချင်းအကြောင်းရင်းကကျွန်တော်တို့ full gospel ကျွန်တော် US full gospel လူငယ်တွေကမလေးရှားမှာ conference လာလို့တဲ့ကြောင့်ကျွန်တော်နေတယ်လေလာရောက်ပေါင်းချင်းဖြစ်ပါတယ်ကျွန်တော်ပတ်နေကိုဆုံးဖြတ်ထားပါတယ်လာမယ့်19ရက်နေ့ကြာရင်းနေ့ဆိုကျွန်တော်မြန်မာပြည်ပြန်သွားမှာဖြစ်ပါတယ်ကျွန်တော်ရန်ကုန် full gospel မှာအမှုတော်ဆောင်ကြောင်းလည်းဖြစ်လို့လူငယ်ยุပါစာဖြစ်ပေါင်းဆက်ကပ်နေပြီလားဖြစ်ပါတယ်ကျွန်တော်တို့ဆောင်လာတော့10နှစ်တော့ကြော်ပါပြီ။ဒါကျေးဇူးတော်ကြောင့်ဘုရားကနေဒီချိန်တိုင်းကိုဆောင်တဲ့မှာစပေးတယ်။ဒီမှာဒီနေ့မှာ GMI နော် GMA တင်တော့မှာကျွန်တော်ပေါင်းပေးရတဲ့ကြောင့်ခေါင်းဆောင်မှာစားယုံကြည်သူမိသားစုအားလုံးကိုကျေးဇူးတင်ကြောင်းလည်းပြောလိုပါတယ်။ဒီနေ့ကျွန်တော်ဝင်ပြချင်တဲ့ခေါင်းစဉ်ကတော့မစိုးရိမ်နဲ့ဆိုတဲ့ခေါင်းစဉ်နဲ့ဝင်ပြချင်ပါတယ်။ကျန်းစာဖတ်ရအောင်